တော့တနခါစစ်ကိုမှကြိုက်တယ်နော်ပြီးလို့ဆိုလို့ရှိရင်လည်းအချိန်လည်းမကုန်ချင်ဘူးလူလည်းမပင်ပန်းချင်ဘူးပေါ့နော်တောက်တက်တာလည်းတနခါလိမ့်ချင်တယ်ဆိုလို့ရှိရင်နော်ဟော့ဒီကမင်းခန့်တနခါလေးဝယ်လိမ့်ပါရှင်နော်တခဲုံမှာ80ဘတ်သေးပါရှင်နော်ဟုတ်လားတနခါလေးပါးပြမတင်လိုက်တာနဲ့အေးပြီးတော့လေအိုးနေလို့တအားကောင်းတာတခဲုံ80ဘတ်ပါရှင်10ခဲကို600ဘတ်ပါရှင်အမှတွေ့လားလုံးဝဝါဝင်းဣဆက်ညံ့ညောနေအရန်ကောင်းတာတော့ဒီနေ့တော့တော်တော်ကြိုက်တယ်ဘာလို့လဲဆိုတော့လေ तू ကအတုံးကိုတွေးလဲရတယ်လို့ကွာရှင်းမတော့အတုံးကိုတွေးလဲရတယ်လို့ဆိုတော့တော်တော်ကြိုက်တယ်ဒီနေ့တော့တော်တော်လေးကိုကြိုက်တယ်တနခါလေးကိုအတုံးတွေးလဲရတယ်လို့ပဲကွာအာနီးတယ်ရလေပြီးတော့တခဲကိုဆိုလို့ရှိရင်လည်းဒီအစာကြီးလင်းရတယ်ဒီလားအတုံးကိုလင်းရတာနဲ့အခဲကိုလင်းရတာနဲ့ကြာချိန်နဲ့တူတူပဲပြီလားကြာချိန်နဲ့တူတူပဲ तू ကကြတော့လေအခဲရဲ့ဒုတယ်ကကြောင့်တလက်မရှိတယ်ကွာအဲ့ဒီတလက်မအပွားခဲမဟုတ်အစ်စ်ခဲအမာခဲအစ်စ်ခဲဒီလိုမျိုးပေါ့နော်ကိုအပေါ်ကနေကြောတိုက်ပေါ်ကနေအောက်ကိုပြုတ်ကြရင်တော့မှလေမကွဲသွားဘူးကွာဒီလိုမျိုးလေတနခါမာတယ်စစ်တယ်ရေမရောရှုံမရောဓာတုအနတ်စီမရောဒီလိုစီတာရှည်ခံစေးမရောအဲ့ဒါဆိုတော့လေခလေး6လသားအရွယ်အစားလိမ့်ပေးလို့ရတယ်ခလေးတွေဆိုရောမှန်ကြည့်တာခလေးတွေဆိုလို့ရှိရင်6လသားအရွယ်အစားပြီးတော့လိမ့်ပေးလို့ရတယ်ဒီလားဟုတ်လားလေနော်လေမှန်နေတစ်ချက်ကြည့်တာဘာကြောင့်ခလေးရအစားလိမ့်လို့ရတယ်လဲဆိုသူ့မှာလေဓာတုအရောတွေလုံးဝမပါလို့ဒီလားဓာတုအရောတွေလုံးဝမပါတော့ခလေးရအစားလိမ့်လို့ရတယ်မှန်ကြည့်မှမှန်မကြည့်ဟိုတနေ့တော့လိမ့်ရတယ်လို့လေးပြည့်ရစာမျက်နှာဆန့်ကဟိုတော့ဘက်တွေဖြစ်ကုန်အဲ့တချို့စက်ရုံလူတိုင်းတော့မဟုတ်တချို့စက်ရုံတွေလောက်ပြကြတယ်နော်တကယ်လို့တငယ်ချင်းနဲ့စုဝယ်တယ်ဆိုလို့ရှိရင်အနည်းဆုံး10ခဲကနေစဝယ်10ခဲကနေစဝယ်တယ်ဆိုလို့ရှိရင်200တက်တာတယ်တစ်ခဲချင်းစီဆိုလို့ရှိရင်80 10ခဲဆိုလို့ရှိရင်600 10ခဲဆိုရင်600နဲ့ရတယ်နော်ဟိုလေဘင်းတွေကလိမ့်ထားဝိုက်အဲ့တော့ကိုမေ့ပြီးပြန်လိမ့်ရလေဘင်းတွေတက်တွေကလိမ့်ပြီးသွားပြီမေ့ပြီးတော့ပြန်လိမ့်ဒူလည်းမသိအဲ့ဒီအကောက်လည်းမသိရုပ်လည်းမတင်ထားတော့တတိရတယ်နော်တဲ့ဟုတ်ကဲ့ပါရှင်မိတ်ဆက်ပေးအောင်ဒူလဲလို့အားလားအရန်ကြိုက်တော့တနခါလိမ့်တဲ့ခါကျတော့စင်နေရွက်တွေလိမ့်ဖို့မမေးနဲ့ကြောက်ပြင်းရောင်းပေးတယ်ကြောက်ပြင်းရောင်းပေးတယ်ဒါပေမဲ့